အားလုံးပဲမင်္ဂလာပါကျွန်တော်တို့တန်နီရပါဒီဗီဒီယိုလေးကတော့ကျွန်တော်ကဒီ LinkedIn သုံးတာနဲ့ပတ်သက်ပြီးတော့ပြပြပေးသွားမယ့်ဗီဒီယိုလေးဖြစ်ပါတယ်။ Okay ကိုက LinkedIn ကိုသုံးတက်ပြီးသား LinkedIn ဆိုတာဘာလဲဆိုတာသိတယ်ဆိုရင်တော့ကြော်သွားလို့ရရပေါ့နော်။ဒါကတော့ကျွန်တော်တို့ဒီLinkedIn ကဘယ်လိုသုံးရလဲ LinkedIn ဆိုတာဘာလဲဆိုတာနဲ့ပတ်သက်ပြီးတော့သိချင်တဲ့လူတွေအတွက်ကိုအစလုံးမဲ့လူတွေအတွက်ကိုကျွန်တော်ရည်ရွယ်ပါတယ်။ဒီဗီဒီယိုလေးဆိုတော့ကြော်ပါဒီတဲ့လူတွေဆိုရင်တော့ဒီဗီဒီယိုလေးကနေပြီးတော့တော်တော်များကြီးမွေးအောင်မှထိုက်တင်တော့တည်သွားမယ်လို့ကျွန်တော်ယုံကြည်ပါတယ်။အဲ့တော့ဒီမှာကျွန်တော် LinkedIn ဆိုတာဘာလဲဆိုတာပြပြပေးမယ်။ LinkedIn ဆိုတာကျတော့ကျွန်တော်ဒီလက်ရှိမှာပေါ့နော်ကျွန်တော်အလုပ်ရှာတဲ့application တွေတော်တော်များတည်ကြရပေါ့နော်။အဓိကကဒီ LinkedIn ကကျွန်တော်ဒီ Facebook တို့ Instagram တို့လို social media platform တခုပေါ့နော်။သူက career နဲ့ပတ်သက်တဲ့အားတွေအလုပ်ခေါ်တာတွေအလုပ်လျှောက်တာတွေပြီးကိုယ့် personal branding အတွက်ကိုပို့ပြီးတော့ application ပေါ့နော်ဒါအဲ့တော့ကျွန်တော်ရဲ့ LinkedIn profile ကိုပြပြီးတော့ LinkedIn ဘယ်လိုစဖွင့်ပြီးတော့ LinkedIn ထဲမှာကျွန်တော်ဘာတွေထားမလဲဘယ်လိုသုံးမမလဲဆိုတာကိုကျွန်တော်ရှင်းပေါ့နော်အဲ့လိုလေးကျွန်တော်ပြပြပေးသွားမယ်။ဒီတော့ပထမဆုံး LinkedIn ဖွင့်နေရတော့Facebook တို့ Instagram တို့ဖွင့်တဲ့တိုင်းပဲပေါ့နော်ကိုယ့်ရဲ့email address လေးနဲ့ဝင်ပြီးတော့ LinkedIn ဆို application iOS ဆိုရင် App Store iOS တို့ပေါ့နော်ဟို app ဆိုရင်တော့ Android ဆိုရင်တော့ Google Store ထဲမှာရှာလို့ရregister ပုံမှန် Facebook တို့ Instagram တို့လုပ်သလိုပဲ register လုပ်လိုက်လို့ရတယ်ပြီးကိုကစပြီးတော့ account ကိုစပြီးတော့create ဖြစ်သွားပြီဆိုရင်ပြီးသွားပြီဆိုရင်ပေါ့နော်အရင်ဆုံးကျွန်တော်ရဲ့ဒီLinkedIn account ကိုပြပြမယ်ပေါ့နော်ကျွန်တော်ရဲ့ LinkedIn account ကိုကျွန်တော်ကပြပြီးတော့ဘယ်လိုမျိုးရလဲကျွန်တော်ပြပြပေးမယ်ကျွန်တော်ဒီ LinkedIn နဲ့ဝင်လိုက်ပြီဆိုရင်စလုပ်ပြီးဆိုကျွန်တော်အရင်ဆုံး profile တိဆောက်ခါတာပေါ့နော်ဒါကတော့ကျွန်တော်ရဲ့ဒီ profile ပေါ့နော် profile မှာဆိုရင်အရင်ဆုံးဒီ add section ဆိုတာရှိတယ်အဲ့ဒီမှာကျွန်တော်ဒီ add to profile မှာဆိုရင် section တွေအများကြီးရှိတယ်အရင်ဆုံးကျွန်တော်တို့ကဒီကိုယ့်ရဲ့ personal branding ကိုယ့်ရဲ့ချက်လက်ကိုပြောမယ်ဆိုရင်ကိုကအလုပ်ရှောက်မယ်ဆိုရင်အရင်ဆုံးကိုယ့်ရဲ့အလုပ်ကိုင်တွေ့ကြုံပြီးရင်ကိုယ့်ရဲ့ပညာရည်ချင်းပြီးရင်ကိုယ် pass certificate တွေတက်ခဲ့ပါရှိထားတဲ့ pro professional တွေရှိတယ်ပေါ့နော်ဒါတွေပြီးရင်တခြားအများကြီးကျွန်တော်ထည့်လို့ရအဓိကတော့ education ရဲ့ experiences ရဲ့ professional certification တွေပေါ့နော်ပထမအောင်ဆုံးဒီမှာဆိုရင် education ပေါ့နော် education ကိုကျွန်တော်စထည့်မယ်ဆိုရင်အဓိကကျွန်တော်မြန်မာအများစုအတွက်ဆိုရင်ကျွန်တော်မှာ high school ရှိမယ် university ရှိမယ် degree ပေါ့နော်ကျွန်တော်တို့ဆိုရင်ဒီမြန်မာပြည်မှာတက္ကသိုလ်မပြီးခဲ့ဘူးဆိုတော့ကျွန်တော်တို့ပွဲရမှာဒါပေမဲ့ကျွန်တော်တို့မှာထည့်စရာတက္ကသိုလ်ပဲရှိရဆိုရင်ဒီမှာဒီတက္ကသိုလ်နေရာမှာကိုတက်ခဲ့တဲ့တက္ကသိုလ်ထည့်မယ်ပြီး degree နေရာမှာတော့ကျွန်တော်တို့ဒီ bachelor တို့ဘာလို့မရခဲ့ဘူးဆိုရင်ပေါ့နော်ကိုကတက်ရဆိုတက်ရ second year ဆို second year ပေါ့နော်ရခဲ့တယ်ဆိုတော့ bachelor ဒါမှမဟုတ် master diploma ထည့်လို့ရတယ်ပေါ့နော်ဒီ field study မှာကျတော့ကိုတင်ခဲ့တဲ့ဘာသာရပ်ထားတော့ကျွန်တော်ကဒီမှာကျွန်တော်က marketing နဲ့တင်ခဲ့တယ်ဆိုရင် marketing management ပေါ့နော် business administration အကုန်လုံးကျွန်တော်ကဒီမှာထည့်လို့ရတယ်ဒီ take ကတော့ကျွန်တော်တို့စပြီးတော့တက်ခဲ့တဲ့ take ပေါ့ဒါကတော့ mandatory အရေးကြီးတာမျိုးတော့မဟုတ်ဒါပေမဲ့ခုနှစ်လောက်တင်တော့အဆင်ပြေရပေါ့နော်တင်မယ်in grade ကတော့GPA တွေပါထည့်လို့ရတယ်ဒီ activity and society ကတော့ပါလို့ကိုကအကြောင်းမှာဆိုရင်ဘယ်အသင်းတွေမှာပါခဲ့တယ်ဘယ်လိုမျိုးကြီးကိုကရှိခဲ့တယ်ပေါ့နော်ဘယ်လိုမျိုးဒီအကြောင်းတက်တော့ activity လေးကျွန်တော်ထည့်လို့ရတယ်ဒါတွေမသိဘူးဆိုရင် ChatGPT ကိုသွားပြီးတော့ဒီမှာရှိတဲ့ activity and society to add in LinkedIn ပေါ့နော် LinkedIn မှာ app ကိုငါးပါထည့်ရမယ်ပြီးရင်ကိုယ့်ရဲ့ major တွေအကြောင်းတွေကိုထည့်ပြီးပြောလိုက်ရင်သူ ChatGPT ကကြားလိုက်ဒီလေးတွေကိုကျွန်တော်ဒီမှာထည့်လိုက်လို့ရတယ်ပေါ့နော် description ဆိုလည်းအတူတူပဲဘယ်လိုတူချိုးဆိုရခဲ့တဲ့ပိုင်းညာကိုကကျွေလို့ရပါတော့ LinkedIn ဆိုတော့ကျွဲဖို့ပဲပေါ့နော်ကျွဲဖို့ပဲဆိုတော့ဒါတွေထည့်လို့ရတယ်ပေါ့နော်ကျွန်တော်အနေနဲ့ okay အဲ့ဒါကြီးပြီးသွားပြီဆိုရင်ကျွန်တော်ဒီ position မှာဆိုလဲဒါကိုယ့်ရဲ့အလုပ်ကိုင်တွေ့ကြုံပေါ့နော်အလုပ်ကိုင်တွေ့ကြုံဆိုရင်ဒီ title မှာဆိုရင်ကိုကဘာ position နဲ့လုပ်ခဲ့တယ်ပေါ့နော်ဒါတော့ကျွန်တော်တို့ကဒီ marketing coordinator sales associates business analyst ဒါတွေကိုကျွန်တော်ဒီမှာထည့်ရမယ်ပြီးရင်ကိုယ့်ရဲ့ employment type က full time လား part time လား self employed လား freelance လားပေါ့နော် full time ဆိုတာကျွန်တော်တို့ဒီ9 to 5အဲ့လိုမျိုးအချိန်9နာရီထိလုပ်တဲ့ဟာမျိုးပေါ့နော်တရက်ကို9နာရီ10နာရီဝန်းကျင်လောက်လုပ်ပြီးတော့တစ်ပတ်မှာ9ရက်လောက်လုပ်တဲ့ဟာမျိုးက full time ပေါ့နော်အဲ့ဒီထက်နေတာမျိုးဆိုရင်တော့ part time ပေါ့ဒါကတော့အမျိုးမျိုးသတ်မှတ်လို့ရတယ်ဒါတော့ကိုယ့်ရဲ့လုပ်ပုံမူတည်ထည့်လို့ရတယ်ဒီ organization မှာတော့ကိုလုပ်ခဲ့တဲ့ company ကိုထည့်ရမယ်ပြီးရင်ဒီ static ကတော့ကိုစခဲ့တဲ့ date ပြီးရင် end date ကတော့ကိုပြီးမဲ့ date ပေါ့နော်အခုလက်ရှိဆိုရင်တော့ end date မရှိဘူးပေါ့လက်ရှိလုပ်နေလို့ဆိုရင်တော့ end date မရှိသေးဘူးပေါ့နော်ဒီ location ကတော့ကိုလုပ်ခဲ့တဲ့နေရာ location type ကကြတော့ဒီ on site ကိုကအဲ့မှာတွားပြီးတော့နေရာရုံးတက်ပြီးလုပ်တာလားဒါမှမဟုတ် hybrid ဆိုရုံးတက်တာနဲ့ work from home နဲ့ညလုပ်တာလားပေါ့နော်ဒါ remove ဆိုတဲ့အတိုင်းကိုကျွန်တော်တို့ကရုံးလုပ် work from home နဲ့လုပ်တာလားပေါ့နော်ဒါတွေထည့်ရတယ်ပြီးတော့ save လုပ်ပြီးတွားရုံပဲပေါ့နော်
နောက်တစ်ခုဆိုရင်ကြတော့ကျွန်တော်ဒီကိုမှဒီ professional certification တွေပါတယ်ရှိရဆိုရင်လည်းကျွန်တော်တို့ဒီမှာအများကြီးဖြည့်လို့ရတယ်ပေါ့ license certification မှာကျွန်တော်တို့ဒီတက်ခဲ့တဲ့ဒီကိုယ့်ရဲ့ certification for example like professional certificate in digital marketing ဘာညာပေါ့နော်ပြီးရင်ဘယ်ကပေးရလဲဆို online ထည့်လို့ရတယ်ပြီးရင်ကျွန်တော်တို့ဒီဒါတော့ဘယ်တော့ပေးရလဲဘယ်တော့ရရလဲဆိုတော့ပတ်သက်ပြီးတော့ထည့်လို့ရတယ်ပေါ့နော် recommendation ဆိုတာတော့ဒါကျွန်တော်တို့ဒီ link မှာအပြန်လာပေါ့နော်တခြားကိုယ့်ရဲ့manager တွေကိုယ့်ရဲ့ superior တွေကနေပြီးတော့ကိုပေးခဲ့တာပဲရှိရဆိုရင်ဒီမှာကျွန်တော်တို့ကသူတို့ကိုmention လုပ်ပြီးတော့သူတို့စီကနေပြီးတော့တောင်းလို့ရတယ်ပေါ့နော်ဒါလေးဒါတော့ကျွန်တော်အကြိုင်းပြပြတာပေါ့နော်ဒါဆိုဒါကျွန်တော် profile မှာဆိုရင်ကျွန်တော်ဥမာပြမယ်ဆိုရင်ပေါ့နော်ဒီကျွန်တော်ရဲ့ experience လက်ရှိလုပ်နေတဲ့အလုပ်တွေရင်းတော့လုပ်ခဲ့တဲ့အလုပ်တွေကိုကျွန်တော်ကဒီလိုမျိုးထည့်ထားရပေါ့နော်ပြီးရင် JD တွေကိုလည်းကျွန်တော်ဒီလိုမျိုးလေးစီထည့်ထားရပေါ့နော် description နေရာမှာဒါတော့ကျွန်တော်ရဲ့ပညာရေးချင်းနဲ့ပတ်သက်ပြီးတော့ဒါမှဆိုရင်ဥမာနဲ့ပြမယ်ဆိုရင်ပေါ့နော်ဒီမှာကျောင်းပါမယ်ကျွန်တော်ရဲ့ degree ပါမယ် field study ပါမယ် site တွေနဲ့ကျွန်တော်ဒီ andate ပါမယ်ကျွန်တော် GP ကိုကျွန်တော်ထည့်ထားတယ်ပြီးရင် active society မှာဆိုကျွန်တော်ထည့်ထားရပေါ့နော်ပြီးရင် description မှာတော့ဒါကျွန်တော်အနေကျွေးထားတာပေါ့နော်ဒါလေးပါပဲပြီးရင်ကျွန်တော် license certification မှာဆိုကျွန်တော်တက်ခဲ့တဲ့ course တွေတော်များကိုကျွန်တော် list လုပ်ထားရပေါ့နော်LinkedIn မှာ list လုပ်တဲ့ကိုယ့်ရဲ့ profile ကိုစပြီးတိစောက်တာပေါ့တိစောက်ပြီးသွားပြီဆိုရင်ကျွန်တော်ဒီမှာ profile upload ရတယ်ပြီးရင်စပြီးတော့ my network ဆိုပြီးတော့ကိုနဲ့ဒီသူ့ရဲ့ပြထားတဲ့တွေပေါ့ဒါမှမဟုတ်ကိုယ်တိုင်ရှာပြလို့လည်းအပ်လို့ရတယ် connect တွေလိုက်လို့ရတယ် connect လုပ်တဲ့ဆိုတာကျွန်တော်တို့ဒီ Facebook ရဆိုရင်အပ်တာပဲပေါ့နော်ကိုကဒီ business analyst ပိုင်းဒါမှမဟုတ် digital marketing ပိုင်းကိုလုပ်နေလို့ဆိုရင်ကြတော့ကိုယ့်ရဲ့ keywords ပုံမူတည်ပြီးတော့ကိုယ့်ရဲ့ profile ပုံမူတည်ပြီးတော့သူတို့ကိုနဲ့သက်ဆိုင်တဲ့ professional လူတွေတော်များတော့ပြပေးရပေါ့နော်အဲ့တိုင်းကိုကနည်းများ connect လုပ်လေကိုယ့်ရဲ့ profile visibility ကပို့ပြီးတော့မြင့်လေပေါ့နော်အဲ့ကြတော့ကျွန်တော်ပို့ပြီးတော့လည်းအလုပ်ကိုင်ခွင့်လန်းနေဘာညာကျွန်တော်တို့ကအကုန်လုံးshare လုပ်လို့ရပါတော့ network တစ်ခုတိစောက်တာပဲဆိုတော့ဒီ post ကတော့ကျွန်တော်တို့ဒီ Facebook ပဲကျွန်တော်တို့တင်လို့ရတဲ့ post ဒီမှာ post အများစုကတော့Facebook တို့ Instagram နဲ့မတူဘူးသူကကြတော့ပြောမယ်ဆိုရင် career growth နဲ့ပတ်သက်တဲ့ဟာတွေပြီးတော့အဲ့လိုမျိုးပေါ့နော်အလုပ်ကိုင်နဲ့ပတ်သက်တဲ့ဟာတွေတင်ကြရအများကြီးဒီလို feed မှာဆိုရင်အားလုံးတွေ့လိမ့်မယ်ပေါ့နော်နောက်တစ်ခုဒီမှာ job ဒါကတော့ဒီ LinkedIn ရဲ့အဓိကအစိတ်ပိုင်းပေါ့နော်ဒီမှာဆိုရင်ကျွန်တော်တို့နဲ့ပတ်သက်တဲ့အလုပ်ကိုင်တွေကျွန်တော်တို့တွေ့လိမ့်မယ်ကိုယ်တိုင်နဲ့ဒီမှာရှာလို့ရတယ်ဘယ်မှာလဲပေါ့နော်ပြီးရင်ဘယ်လိုအလုပ်မျိုးကိုကလိုချင်တာလဲပေါ့နော်အဲ့မှာရှာပြီးတော့ကျွန်တော်တို့ဒီလောက်ကိုရှောက်မယ်ဆိုရင်ဒီမှာ apply လုပ်ပြီးတော့ရှောက်လိုက်ရုံပဲပေါ့နော် okay ကိုကအလုပ်ရရဆိုရင်လည်းရတယ်ပေါ့နော်ပြီးရင်ဒီမှာဒီ message ပေါက်မှာဆိုရင်ကျတော့ဒီကို network ချင်းချင်းလည်းကိုယ်စကားပြောလို့ရတယ်ဒါမှမဟုတ်အဲ့လိုမျိုးကိုယ့်အတွက်ကိုဒီသဘောကျလို့ manager တွေ hiring manager တွေ hiring people တွေကနေပြီးတော့လည်းဆက်သွယ်လို့ရတယ်ပေါ့နော်အဲ့လိုမျိုးလုပ်ထားတယ်တော့ဒီ LinkedIn ကကြတော့အဓိက social app ပဲ social app ကိုမှသူကအလုပ်ကိုင်အတွက်အဓိကလုပ်တာပေါ့နော်ပြီးတော့တော်များတော့ဒါကိုသိကြပါတယ်ဒါပေမဲ့မသိတဲ့လူတွေလည်းအများကြီးရှိသေးတာဆိုတော့ကျွန်တော်ပြပြပေးတာပေါ့နော်ပြပြပေးဆိုတော့ကျွန်တော်ဆရာကြီးလည်းမဟုတ်ဘူးဒါပေမဲ့ just sharing ပေါ့နော်ဒီဟာတွေကတီးဖို့လိုပဲလို့ကျွန်တော်ယူဆတယ်ဒီကဲတော့ကိုက LinkedIn profile ကောင်းရှိတဲ့ဆိုကြတော့ကိုအတွက်အလုပ်ရှာတာတွေပိုင်းနဲ့ပတ်သက်ပြီးတော့အဆင်ပြေတာပေါ့နော်ဗီဒီယိုလည်းအများကြီးရှင်းသွားပြီဆိုတော့အားလုံးပဲနားလည်မလို့ယုံကြည်ပါတယ်အဲ့တော့အားမရရှင်လည်းကျွန်တော်ကိုမေးလို့ရပါတယ်ဒါကျွန်တော်မှာ content လည်းမရှိတော့ကျွန်တော်ဒီ content လေးလုပ်ဖို့စဉ်းစားတာပါဗီဒီယိုရှိရတောင်းပါတယ်ခင်ဗျာအားလုံးကျေးဇူးတင်ပါတယ် bye bye